အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အိုမန်အိမ်မှာတရေရဲ6လုံးမင်းချင်းတော်ကြောင့်ပြပြလာတဲ့မြန်မာအိမ်ကိုလေးရဲ့ရုပ်တံပြပိုင်းလေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကထွေးလုံးလေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာမင်္ဂလာညချမ်းလေးပါနော်ဒီနေ့ကျွန်မသိမိရှိနိုင်နော်ကျွန်မရန်တော့ကရရောက်နေတယ်ခုပဲဒီဗီဒီယိုလေးကိုကြောက်တက်တဲ့မောင်လေးတွေညီမလေးကြော်သွားပြီနော်နမ်းတောင်မှလည်းမြေတားရက်ခံတယ်နော်ဘာလို့လဲဆိုတော့မိလေးမန်းနေပြန်ဖတ်တဲ့ခါကျရင်အာနာလို့နော်အာနာလို့ဆိုတာရှင်ညီမလေးတွေနဲ့မောင်လေးတွေရန်ကြောက်တက်တော့နော်မမြေတားရက်ခံတယ်နော်ကြော်သွားပြီနော်အမလေးပြောစီရတက်တော့တစ်ခုပဲရှိလို့လေနော်ချစ်ပုံကဒီလိုသိလားမိလေးကူနေတဲ့အရာလေးတကယ်ကိုမှတရေဆိုင်ပဲနော်ဟိုကိစ္စကပြီးသွားပြီနော်ပြီးသွားပြီမိလေးအဆိုင်ပဲပြပြရတော့မှာပဲဒီနေ့မှဖြစ်ချောင်းကုန်နေသေးလားနော်မိလေးတွေဟိုရောက်တော့2025ဥပုပ်လရောက်တာပေါ့နော်ရောက်တော့ဒီမှာဟိုရှိတယ် housemate တယောက်ရှိတယ်မမိုးဆိုတဲ့ကောင်မလေးရှိတယ်နှစ်ယောက်ပေါ့နော်သူနဲ့ကရောက်ပြီး10ရက်15ရက်လောက်ကြာတော့မိလေးတို့ညာသုံးသွားတယ်ဟိုအပေါ်ဆုံးမှာဒါပါရှိတယ်နော်ဒါပါဆိုပေမဲ့လေအခန်းအကျယ်ကြီးပဲနော်စတိုကန်လောက်ခါတာပစ္စည်းတက်ကြီးပဲထားတာနှစ်ယောက်ကရှင်တာအကွာတော့ပြောလိုက်တယ်ဟဲ့တယောက်ကရှင်ရနေတာဟိုဘာမှလည်းရှိတာမဟုတ်ဘူးကွာသေးသေးထားပြီးသားဒီပစ္စည်းလည်းပြီးဖုန်းတော့ရုံမရှိတာနော်ဟိုမှာလေဒီလိုနှစ်ယောက်ပဲတက်ခိုင်းတယ်တယောက်တည်းဘယ်တော့မှမတက်ကြဘူးလေညီမတယောက်တည်းတော့မှဆိုရင်တဲ့တတိမနဲ့တက်တာပေါ့နော်ဟောဟာလားလို့ကိုလည်းကိုလို့ပေါ့နော်အဲ့ကမလေးကကိုမေးတယ်ပေါ့နော်မမရေးတဲ့ဒီအပေါ်မျက်နှာလွာဘူးတဲ့ကြည့်ပြီးတဲ့ဓာတ်လေးတောင်မှတဲ့ရွှေအောင်ဆိုင်လေးကတ်ထားတယ်မမကြည့်တယ်လားတဲ့မမကတဲ့အစ္စနာမျိုးဆိုတော့တဲ့ကိုကလည်းကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တော့ဟောကွာ RV စာရင်းနဲ့ဟိုဒီအင်ကွက်ပေါ်ပြီးရေးထားတဲ့ပုံစံမျိုးအကိုကအဲ့ဒါကိုသူပြပြလိုက်တယ်ဒါလို့အနှောက်အယှက်မရှိအောင်လို့တားလိုက်တဲ့ပုံစံမျိုးပဲညီမလေးအဟန်တားတဲ့ခုလုပ်ထားတာလို့ဘာမှမဟုတ်ပါဘူးဟိုဘာဖြစ်ဖြစ်အိမ်တန့်အောင်လုပ်ထားတဲ့ပုံစံမျိုးလေးပဲလို့အဲ့လိုမျိုးနားလည်အောင်ပြောမယ်ဆိုရင်လို့အဆောင်တစ်ခုပဲပေါ့လို့ကိုကလည်းအဲ့လိုမျိုးလေးပြောပြီးအလုပ်လုပ်နေတာပေါ့နော်တော့ကိုထမ်းမိတယ်မမတရေကြောက်တယ်လားတဲ့အဲ့တော့ကိုကလည်းသူပြန်ပြောတယ်ကြောက်တယ်လို့ပြောလိုက်တချို့အားနေချက်နေမှကြောက်လို့မယုံမလုံးလေးပေါ့နော်မမြင်ရတဲ့ရာကိုကြုံကြောက်ဘူးညီမလေးလို့မြင်ရတဲ့ခါကြောက်တယ်မြင်ရတဲ့ခါပေါ့လို့ကိုလည်းကိုဆက်လို့ခဏနေတော့ထပ်ပြောတယ်မမတဲ့ဒီမှာတစ်ခုရှိတယ်လို့ပဲခံစားမိတယ်တဲ့သူလည်းမသိနေဘူးနော်ဟာလားလို့ကိုကတော့အစ်စ်ဆိုတော့သူပြပြအောင်ပဲပေါင်းပါတယ်လीနော်အမှန်တကယ်ကသူအမှန်နေပြောသွားတာအဲ့နဲ့ညီမလေးတဲ့ဒီတတိမကြီးပြင်သွားတော့ပေါ့နော်ဒီ9နာရီခွဲ6နာရီလောက်ဒီဓာတ်ပေါက်တက်ပြီးတော့တက်တော်ရိုက်တာညီမတို့မေလေးတို့ဓာတ်ပါရမ်းလာတယ်အပေါ်ကနေကြည့်လိုက်ရင် view ရမ်းကောင်းတယ်တိလားဟိုရှုခွင်းလှတယ်ပေါ့နော်တက်တော်ရိုက်တာတဲ့တက်တော်ရိုက်ပြီးတင်ထားတယ်သူကတင်ပြီးတော့သူအခန်းထဲကိုရောက်တော့မှသူတက်တော့ဆော်ပြီးသားအတက်လုပ်တဲ့အချိန်ပြန်ကြည့်တယ်လीနော်ပြန်ကြည့်တော့နောက်ကရင်နဲ့လူတယောက်ဖြစ်သွားတော့တဲတဲကွဲကွဲမြင်လိုက်တယ်အဲ့လိုပေါ့နော်ဟဲ့လားလို့ရှိသေးတာအဲ့ဗီဒီယိုဖိုင်ဆိုတော့မရှိတော့ဘူးတဲ့ပြတ်သွားပြီမိလေးဖြတ်ပလိုက်ပြီသူဖြတ်ပလိုက်ပြီဘုံဖြတ်ပလိုက်ပြီပေါ့နော်မတင်တော့ဘူးတဲ့10ကလုံးကြည့်တာ10ကလုံးမြင်ရတယ်တဲ့အဲ့ဒီဟာတဲ့မိုးမတက်တော့တာတဲ့မရိုက်တော့တာပေါ့နော်အဲ့နဲ့သူနဲ့ကိုနေပြီးတော့အဲ့ဇလန်အမှနော်ဒီနေ့ကျတော့ဒီအိမ်ရှင်လေးများကဝင်ခံသွားတာနော်မနေ့ကပြောရမလားဒီရှိုက်တမ်ထုတ်ပြီးတဲ့ဆရာလာသွားတယ်တနေ့တစ်ခါထပ်လာတယ်နော်ထပ်လာတော့ကိုကဘာလုပ်တာလဲပေါ့အဲ့နဲ့မမကမင်းဟိုတဲ့ပြောပြမယ်ပြီးတော့မားခဏနေဘူးဆိုတော့သူတို့နိုင်ဝတ်တနာလောက်ကြတယ်ကိုယောက်ျားလေးနေကအပေါ်တက်ပြီးပြန်ဆင်းလာပြီးသူတို့ပြန်သွားကြတယ်ပြန်သွားကြပြီးပြန်တော့ဘာနဲ့မမကိုအလဲကညှက်ပြီးတော့ဒီလားစကားပြောတာဘာပြောလဲဆိုတော့တို့အိမ်မှာရှိုက်တမ်းရှိတယ်ပေါ့နော်ဒါကပြန်ချုပ်တာမင်းမကြောက်နဲ့ဘာမှမဖြစ်ဘူးပေါ့နော်သူကငါဖယ်လို့မရအောင်ဒီမျိုးစုံနဲ့ငါဖယ်လို့မရဘူးပေါ့နော်အဲ့အတွက်ကိုငါတို့ချုပ်တယ်ဆိုတဲ့သဘောပဲအခုဒီလိုမျိုးထပ်ချုပ်တယ်ဆိုတာတဲ့ငါတဲ့ဟိုရကအပေါ်တယောက်တက်လိုက်တာပေါ့နော်ငါရဲ့ဒီလိုနားအောင်လေးနဲ့မှုတော့အဲ့လိုပုလို့မှုလိုက်တဲ့အမျိုးမြင်လို့ပေါ့နော်ငါစိတ်ထဲမှာဆိုပြီးဆိုဖြစ်သွားတော့မတော်လို့ငါမဟုတ်ခဲနဲ့မင်းမမရဲ့တက်လို့အဲ့လိုမျိုးထုတ်ဖို့ဆိုရင် main ကလေးတွေဆိုတော့မကောင်းဘူးလေအဲ့ကြောင့်မို့လို့ငါတခါလေးချုပ်ပေးတာတဲ့သူကပြောတယ်ပေါ့နော်မင်းကမွတ်စလင်လည်းဖြစ်တယ်အဲ့အတွက်မင်းနားလေမှုရှိမှထင်လို့မင်းကိုပြောပြဆိုကိုကလည်းဘာမှမပြောဘူးပေါ့နော်ဟိုစိတ်ထဲမှာတော့မကောင်းတော့ဘူးပေါ့ဒီထဲမှာကိုနေတဲ့အိမ်မှာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့လေအဲ့နဲ့အင်းပေါ့အဲ့နဲ့မင်းတို့မှထားမယ်တဲ့ငါတို့ဘေးပဲတော့ဒါပဲအိမ်မှာမရှိအဲ့အပေါ်မတက်ပါနဲ့ဘာတမ်းပဲကြမတက်နဲ့နောက်ဆုံးမီးဆိုင်ကြီးကြောက်ခွဲတဲ့အတန်ကြလဲမတက်နဲ့သူကပြောတာအစံတော့ပါတယ်ဒါပေမဲ့ကိုကလည်းမမေးချင်တော့မင်းထပ်ပြီးရင်ကိုထပ်စိတ်ဆင်းရတယ်လीနော်အဲ့နဲ့နောက်ဆုံးလည်းအကြောင်းမရှိဘဲမတက်နဲ့ငါတို့ခွင့်ပြုချက်မရှိဘဲမတက်နဲ့ငါတို့ဘာမှမတက်တဲ့အဲ့နဲ့ကောင်းပြီအဲ့ဒါလေပြောဆိုပြီးကိုလည်းကိုနေတာပေါ့နော်အမေကိုပြောပြတာစိတ်ထဲမှာတော့ကိုကမကောင်းတော့ဘူးလीနော်ကိုနေတဲ့အိမ်မှာဒီလိုမျိုးဖြစ်တယ်ဆိုတော့မသိတာကောင်းတယ်သိသွားရင်လူတယောက်ကအဆင်မပြေတော့ပြီးတော့သူတို့ကသွားနေတဲ့လူတွေနော်ကိုကကြံခဲ့ရတယ်လို့ဆိုတော့အဲ့ဒါကိုလည်းကိုအခန်းပြန်ပြီးတော့အလုပ်ဆရာကြီးကလုပ်ဖို့နေနေ့လည်း2 နာရီခွဲလောက်ကြာထပ်ပြီးခေါ်ပြန်ရောက်ကိုသိလားလည်းမရတော့လေ
ဘာလဲလို့မျိုးကိုညီတောင်းလို့လားကဲတောင်းလို့ပါလေအဲ့ဒီအပေါ်မှာတဲ့နမစတက်ဖတ်ပေးပါလေစဉ်းစားကြည့်ချစ်လို့ရဲ့ဘယ်လိုပုံစံနဲ့ဖတ်ပေးရမလဲကိုလည်းအပြန်ညှင်းချလိုက်ကွာအားမနာနိုင်တော့အားနိုင်ခါပါတော့မှာလေငါမဖက်ပြနိုင်ဘူးငါဖျားရှိဘူးလားငါဖမ်းမငါရှိကိုမယ်လို့မင်းတို့ကမင်းတို့ကြိုက်တဲ့လူဖတ်ခိုင်းမင်းတို့အိမ်မှာမင်းတို့သားသမီးရှိရဖတ်ခိုင်းကိုလည်းရင်းကျင်ပဲပြောမဟုတ်ပါဘူးတဲ့မင်းအမြဲတမ်းနမစတက်နေတယ်လို့မဟုတ်ဘူးတဲ့ဆရာလေးပြောခဲ့တယ်ပေါ့နော်တလလအပေါ်မှာနမစတက်ဖတ်ပေးပေါ့နော်ဘာမှမဖြစ်ပါဘူးတဲ့ကောင်းတာလို့လားကောင်းတာလို့ဆိုမင်းတို့လုံလေးတော့ငါ့ကိုမခိုင်းနဲ့ငါတရေရန်ချက်ပြတယ်လို့ကိုလည်းအဲ့လိုပဲပြောရတော့ငါကားလို့ဟန်တစ်ခုလည်းပဲနေတာလို့ငါနုံနုံချင်းကိုမကြောက်ငါတရေကြောက်တယ်နော်ငါအများကြီးဒီမှာတိခံမိနေရငါကမဖတ်ပေးလို့မင်းတို့ငါ့ကိုရုပ်ပြပုံမယ်ဆိုတဲ့ငါအထုပ်စင်နေမယ်ဒီလားငါသွားတော့မေးကိုလည်းအဲ့လိုပဲပြောမှာငါကလှန်တားမဟုတ်ပါဘူးတဲ့မင်းတို့အဲ့ဒီပုံနဲ့ပြောတာမဟုတ်ဘူးတဲ့မင်းတယောက်တည်းမအစင်ပြောဆိုရင်ငါသာပါမယ်ပေါ့နော်နှစ်ယောက်တူဖတ်ကြမယ်တောင်းပန်မှများတော့ကိုခုလိုက်တယ်နှစ်ယောက်ဆိုတော့ပြီးတော့သူတို့ကနမစပိုင်စွန်းတဲ့လုံးဝမဖတ်ဘူး Paris နံပါတ်1ပဲဖတ်သွားစောက်ရမ်းမြန်တော့နမစကိုလေပေါက်စိန်နဲ့ပေါက်နေသူပဲဖတ်တာနော်အဲ့မျိုးလိုမျိုးဆိုတော့ကိုကနမစပိုင်ကြားတယ်ကိုကအပြည့်ဖတ်တာနော်အဲ့တော့ကိုလည်းတွေးလိုက်တယ်ကိုညီမရတော့မယ်လေနော်ကိုညီမရတော့မယ်ဆိုတော့ကနေဖတ်ငါကတော့လိုက်ပြီးမယ်နေရကူကောင်းရင်ငါကုန်မယ်နေဆက်ကြည့်တာသွားရင်ငါသွားမယ်နေဆက်လန်လှည့်ရင်ငါလှည့်မယ်နေပြီးတာနဲ့ငါလည်းပြီးမယ်ကိုကဖတ်ဖို့အာရုံမလာတော့နော်အဲ့လိုပဲတွေးထားတယ်ကွယ်ငရဲတော့ကြည့်တာပေါ့နော်ကိုမအာရုံမပါလားစိတ်မပါအဲ့လိုမျိုးပဲကိုမနှက်ဖန်စားပြီးတော့လုပ်ရမှာပေါ့နော်ဒီ3ချိန်လောက်ပဲစဟိုအဆမဂရဒီချိန်မှာညဘက်နဲ့ဖက်ချရတော့မရဘူးလေစိတ်တွေညစ်တယ်နော်ကိုနေနေတဲ့အိမ်မှာဒီလိုမျိုးတွေညတွေ့ရတယ်ဆိုတော့လေငိုချင်တာပဲတည်တယ်လူကလေဒီလိုမျိုးလာပြောနိုင်ဖို့တော်တော်အချိန်ယူထားတာနော်တခုဆိုရင်လည်းဟိုကပြုတ်ကြတယ်မထင်တော့ကိုစိတ်ထဲမှာလေဒါတည်းဒါရှိုက်တာဒီလိုပဲကိုထင်နေပြောပြရမယ်တည်လားအာယာတုကရိုစီကိုဖတ်တာလေမှန်ပါလေတွေ့တယ်နော်အာယာတုကရိုစီဖတ်တာပေါ့နော်အာယာတုကရိုစီကိုဂျုံပြအောင်ဖတ်တဲ့လူကလေတပုတ်ပြီးဖို့နိုင်ဝက်ကြတယ်အာယာတုကရိုစီဒီအပိုက်ကလေးကိုနိုင်ဝက်ကြတယ်မပြီးနိုင်ဘူးနော်ရှာရီဘလို့လိတ်တယ်အလားနဲ့တော့ဆိုပဲတည်တယ်မသိတော့နော်နှစ်ခုတွေဒူးတွေကြုံလာတဲ့အခါကျရင်လေအလားဆိုတာကိုပဲကောင်းကောင်းခေါ်နိုင်တယ်ကျွန်တော်ဘာမှအဆင်မပြေနေဘူးသိလားအဲ့တော့အိုမန်ကိုလာမဲ့ညီမလေးတွေနော်ဒီလိုမျိုးတွေရင်ဆိုင်ရတဲ့အခါကျရင်အစင်းနဲ့ဖြစ်ပြီလားဖြစ်တတ်တယ်နော်အိုမန်အိမ်တိုင်းမှာသူတို့ကအခန်းကြီးရှိတယ်လူမနေတဲ့အခန်းကြီးရှိတယ်မတော်လို့မြောက်ကိုဝင်ရှင်းလို့အဲ့လိုမျိုးတွေရှိတတ်တာတွေရှိတယ်ပြီးတော့တချို့တွေဆိုကိုနေတဲ့အခန်းနဲ့ကက်ရက်တွေမှာအချောက်ခံရတာတွေရှိတယ်နော်အဲ့တန်တွေကိုခံနိုင်ရင်လာကြအမတို့ကဘာပြတ်နေတယ်လို့ပဲနော်မိလေးတွေဒီ9လလောက်တောင်လေဘယ်လိုကြောဖြစ်ရမလဲဖန်ဆင်းရှင်မဲ့တည်တော့တယ်နော်ဒါညစ်နေတော့ဒီလားစိတ်နဲ့ကိုယ်နဲ့လည်းမကတ်နေဘူးဒီနေ့ဒီချောင်းပြောတော့နောက်ဆုံးပေါ့နော်နောက်နေ့ကျရင်မေဒီတက်ပြန်ဆောင်မယ်အားပေးဦးနော်ဝင်းရံပေးဦးပြီးတော့အားပေးစကားလေးတွေပြန် share ပေးမယ်နော်ကိုဘက်ကနေ့စဉ်သုံးစကားလေးတွေပေါ့နော်မေဒီပြန်ပြောပြပေးမယ်အားလေးလာပြောတာပါကွယ်အစားဆုံးနားထောင်ပေးပြီးစိတ်ပူပေးတယ်မမတွေညီမလေးတွေမောင်လေးတွေကျေးဇူးအများကြီးတင်တယ် CV မှာလာပြောပေးတာနော် bye bye